အားလုံးပဲမင်္ဂလာပါကျွန်မဒီဗီဒီယိုလေးမှာအပိုင်း game fraction အကြောင်းကိုပြောပြပေးထားတာဖြစ်ပါတယ် fraction မှာဆိုလို့ရှိရင်၃မျိုးရှိပါတယ်အဲ့ဒီ၃မျိုးကိုအသေးစိတ်ပြောပြပေးထားတာဖြစ်တဲ့အတွက်လိုက်ပြီးတော့လေ့လာကြည့်ရအောင်နော်အပိုင်း game fraction အကြောင်းကိုပြောပြပေးပါမယ်ဒီမှာဆိုလို့ရှိရင်ဘာတစ်ခုကိုကျွန်တော်တို့စုစုပေါင်း၃ပိုင်းပိုင်းထားတယ်ဆိုတော့ denominator ပိုင်းချိန်မှာကစုစုပေါင်းအစိတ်အရေးအတွက်ကိုရေးရတာဖြစ်တဲ့အတွက်တစ်ခုမှာဘယ်လောက်စိတ်ထားတာလဲ၃စိတ်ထားမှာလို့3အနည်းအောင်ခြေထားတဲ့အပိုင်းကိုလိုချင်တာဆိုတော့2ဆိုတော့ကျွန်မဒါကို2/3လို့ဖတ်တယ်မြန်မာလိုဆိုရင်တော့3ပိုင်း2ပိုင်းမြန်မာလိုပိုင်းခြေကိုအင်္ဂလိပ်လိုဆိုရင် denominator လို့ရေးပါတယ် DENOMINATOR denominator လို့ခေါ်တယ်ပိုင်းဝေကိုတော့ numerator လို့ခေါ်တယ် NUMERATOR numerator လို့ခေါ်ပါတယ်ဆိုတော့ဒီအပိုင်းကိန်းကိုကျွန်တော်တို့က proper fraction လို့ခေါ်တယ် PROPER proper FRACTION fraction proper fraction ကိုမြန်မာလိုဆိုရင်အပိုင်းကိန်းစစ်အပိုင်းကိန်းစစ်ကဲနောက်တစ်ခုသွားမယ်နောက်တစ်ခုမှာကျတော့ကျွန်တော်တို့ဒီမှာဘာဖြစ်သွားပြီလဲဆိုတော့တစ်ခုနှစ်ခုသုံးခုလေးခုငါးခုအနည်းအောင်ကျွန်တော်တို့5စိတ်ကိုခြေလိုက်ပြီဆိုတော့ဒီမှာအပိုင်းကိန်းအနေနဲ့ပေါ်ပြမယ်ဆိုလို့ရှိရင်ကျွန်မဒီမှာတစ်ခုမှာစိတ်ထားတဲ့အစိတ်အကြီးအတွက်က3စိတ်သူကတော့2ခုရှိနေတာပေါ့ဘာ2ခုရှိနေတာတစ်ခုမှာ3စိတ်စိတ်ထားပြတဲ့အတွက်ပိုင်းခြေ denominator မှာ3လို့ရေးရတယ်အနီအောင်ခြေထားတဲ့အပိုင်းเนาะဒီဘာ2ခုမှာအနီအောင်ခြေထားတဲ့အပိုင်းဘယ်နှခုရှိရလဲဘယ်နှစိတ်ရှိရလဲဆိုတော့1 2 3 4 5 5စိတ်ရှိရယ်ဆိုတော့ denominator 3 numerator 5 numerator ပိုင်းဝေးရကြီးနေတယ်ဆိုကျွန်မတို့ထား improper fraction IMPROPER improper FRACTION fraction improper fraction မြန်မာလိုဆိုရင်ဒါကိုအပိုင်းကိန်း2ခေါ်ပါတယ်ဆိုတော့ဒီ improper fraction အပိုင်းကိန်း2နဲ့ mixed fraction နောက်တစ်ခါကျွန်မပြောမှာက mixed fraction 1 2 3 4 5သူ့ကိုလည်းကျွန်မက5စိတ်ကိုခြေထားလိုက်မယ်ဆိုတော့ဒီမှာဆိုရင်ကျွန်မတို့ဘာသိဖို့လို့ဒီဘာတစ်ခုကိုကျွန်မတို့က3စိတ်စိတ်ထားမှာ3စိတ်လုံးကအနီအောင်ခြေထားတာဒီမှာကျတော့3စိတ်စိတ်ထားမှာ2စိတ်ပဲအနီအောင်ခြေထားတာဆိုတော့3/3เนาะ3ပိုင်း3ပိုင်းကဘာနဲ့ညီလဲ1နဲ့ညီတာပေါ့1နဲ့ညီတယ်ဆိုလို့ရှိရင်ဒါကျွန်မတို့ပေါင်းပြီးရေးလိုက်ပါမယ်1 2/3ဒီဘာနှစ်ခုရှိတယ်နော်အဲ့ဒီဘာနှစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ခုကအနီအောင်ခြေတာပြည့်သွားတော့1 whole ဖြစ်သွားပြီဆိုတော့ဒီမှာတစ်ခုပြောချင်တယ်ဒီအပိုင်းကိန်းเนาะဒီ mixed fraction ပေါ့ mixed fraction เนาะ mixed number လို့လည်းခေါ်တယ်အဲ့ဒီမှာကိန်းပြည့်နဲ့အပိုင်းကိန်းရဲ့ဒီကြားထဲမှာဘာလက္ခဏာရှိလဲဆိုတော့အပေါင်းဆိုင်ရှိပါတယ်ဒီအပေါင်းဆိုင်ကိုဖျောက်ထားလို့ရပါတယ်ရှင်ဆိုတော့ဒီမှာကျွန်မဒါဘယ်လိုခေါ်လဲဆိုတော့ mixed fraction MIXED mix FRACTION fraction mixed fraction ဒါကိုတော့ကျွန်တော်တို့ကကိန်းရောလို့ခေါ်ပါတယ်။အားနဲ့ရောထားတာလည်းအပြည့်ကိန်းနဲ့အပိုင်းကိန်းနဲ့ရောထားတာပါ။ဆိုရင်ဒီမှာကျွန်မအဓိကသတိထားမှာကိုအဝါရောင်လေးနဲ့ဝိုင်းပြပါမယ်။ဘာသတိထားမှာလဲ denominator ဒီမှာလည်း3ပါ denominator ဒီမှာလည်း3ပါဒီမှာကအားလုံးပေါင်း6စိတ်ရှိနေလို့6လို့ရေးရင်တော့မှားပါပြီ။သူ့ရဲ့ပိုင်းခြေကတစ်ခုမှာဘယ်လောက်စိတ်ထားတာလဲ3စိတ်ထားတာဆို3ပဲရေးရပါမယ်ရှင်အဲ့ဒါလေးကတော့အဓိက main point လေးပါရှင်အခုဆိုရင်အပိုင်းကိန်းမှာ3မျိုးရှိတယ် proper fraction improper fraction mixed fraction 3မျိုးလုံးသိသွားပြီဖြစ်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံပါမယ်တတာ